အပတ်စဉ်စနေညသတင်းတင်ဆက်မှုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့တိုက်ပွဲတခြင်းအောင်နန်းကျွေးရမှာမွေစေဝါရောင်းဝယ်သုံးစွဲသူတွေကိုဖမ်းဆီးမိတဲ့တဲ့နဲ့နံဖတ်ကာမြို့မှာလက်ရှိစစ်ရေးချင်းတွေရှုပ်ထွေးနေတာကြောင့်ပြည်သူတွေမြို့ထဲမနေကြဖို့တားမြစ်ထားတဲ့တဲ့တွေကိုကျွန်မရှင်းမွန်ကတင်ဆက်သွားပါမယ်ဇန်နဝါရီ29ရက်ဒီကနေ့မနက်8နာရီမှာမြစ်ချနာဗမော်ကာလန်ပေါ်မှာရှိတဲ့မလန်ရန်ကြပူကျေးရွာစမားလန်းခွအနီးက KIA စခန်းအနီးကိုစစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားလာတာကြောင့်10မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်ဒီမနက်6နာရီမှာလဲ KIA အမှတ်2တပ်မဟာဒေသမှာရှိတဲ့ဒရူကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစစ်စခန်းကို KIA တပ်ကနေပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတဲ့နေရာကိုတိုက်လေရင်တစည်းနဲ့ဘုံတစ်ကြိမ်လာရောက်ကျေးချသွားတယ်လို့ရှေ့တန်းတည်င်းမြစ်တွေထံကနေသိရှိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနံဖတ်ကာမြို့နယ်ပြည်သူတွေကပြီးခဲ့တဲ့2023ဒီဇင်ဘာ29ရက်နေ့ကနေစတင်ခဲ့တဲ့မြို့တွင်းတိုက်ပွဲတွေကြောင့်နှိစက်ရကျေးရွာမြို့နယ်လေတော်ဒေးတွေမှာထွက်ပြေးတိမ်းရှောင်ခဲ့တာဟာဒီနေ့အထိဖြစ်ပါတယ်။2024ဇန်နဝါရီ24ရက်နေ့မှာနံဖတ်ကာမြို့ကိုတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို KIA လူမျိုးရေးအဖွဲ့တွေကအပြေးတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာပြည်သူတွေကိုမြို့ထဲမနေကြဖို့တိုက်တွန်းထားတာသိရပါတယ်။တိုက်ပွဲအတွင်းမှာတပ်ဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြည်သူတွေရှိပြီးအသက်အိုးအိမ်များစွာဘာသာရေးကျောင်းတွေနဲ့အဆောက်အအုံများစွာလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အခုချိန်စစ်ပဲတိမ်းရှောင်နေတဲ့ပြည်သူ1900ကျော်ရှိနေပြီးတခြားစည်ရင်မကောက်နိုင်သေးတဲ့ပြည်သူတွေရှိနေသေးတဲ့အတွက်ဒီစည်ရင်ထပ်ပိုများနိုင်တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။လေကျဲမြို့နဲ့ KIA ထိန်းချုပ်ရာဒေသမိုက်ကြရန်မြို့အနားမှာရှိတဲ့ကျေးရွာတာဝန်ခံတွေကလုံခြုံရေးအတွက်တာဝန်အရစစ်ဆေးနေစဉ်မှာအောင်နန်းကျေးရွာမှာရှိတဲ့မှုရစ်စေဝါသုံးစွဲဖို့တီးတန့်ပြုတ်လုထားတဲ့စခန်းတစ်ခုမှာမှုရစ်စေသုံးစွဲနေသူတွေကိုဇန်နဝါရီ29ရက်ဒီကနေ့မှာဖမ်းဆီးရမိတယ်လို့တာဝန်ရှိသူတွေထံကနေတင်ပြရရှိပါတယ်။လွယ်ကျဲဒေသမှာခီးသွွားပြည်သူတွေအတွက်လုံခြုံရေးစိုးရိမ်ရတာတွေကြောင့်လွယ်ကျဲလုံခြုံရေးတပ်တာဝန်ရှိသူတွေနဲ့၎င်းဒေသမှာရှိတဲ့ကျေးရွာတွေကနေလူငယ်တွေပူးပေါင်းပြီးတော့အောင်နန်းကျေးရွာမှာမူရစ်စေဝါရောင်းဝယ်သုံးစွဲဖို့တီးတန့်ပြုတ်လုထားတဲ့အဲ့ဒီနေရာကိုမီးရှို့ဖျက်ဆီးလိုက်ပြီးတော့မူရစ်စေဝါသုံးစွဲနေသူ9ဦးကိုလည်းလွယ်ကျဲခရိုင်အုပ်ချုပ်ရေးရုံးမှဖမ်းဆီးသိမ်းထားတယ်လို့သိရှိရပါတယ်။ခုလိုမူရစ်စေဝါရောင်းဝယ်သုံးစွဲတဲ့စခန်းတွေရှိနေတာကြောင့်၎င်းဒေသအတွင်းကပြည်သူတွေဟာအသက်အိုးအိမ်စီစဉ်လုံခြုံမှုမရှိတာတွေတာမကခီးသွွားပြည်သူတွေအထိပါလုံခြုံမှုမရှိပစ္စည်းလူရမှုတွေမကြာခဏကြုံတွေ့ရတာကြောင့်ကျေးရွာလုံခြုံရေးအတွက်အခုလိုအားသွန်ခွန်စိုက်နေရတာဖြစ်တယ်လို့တာဝန်ရှိသူတို့ရဲ့ပြောကြားချက်ရသိရှိရပါတယ်။မိရှို့ဖျက်ဆီးလိုက်နိုင်တဲ့၎င်းစခန်းဟာလွန်ခဲ့တဲ့နှစ်လောက်ကတည်းကရှိနေတဲ့စခန်းတစ်ခုဖြစ်တယ်လို့လည်းနှိစက်သူတွေရဲ့ပြောကြားချက်ရသိရှိရပါတယ်။သတင်းတင်ဆက်ခြင်းပြီးဆုံးသွားပါပြီ။အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။